သူကဟိုတိုက်ခါလာယောက်ျားယူလို့မရအောင်သူ့ကိုပြောပြရတယ်လေပြောပြမိန်းကလေးတွေအကုန်လုံးပြောတာပါဘယ်ပါဟိုပြောပြရမလဲချုပ်သွားဘယင်မလုံးလို့မိဖုရားမလုံးနဲ့လို့ဘာလို့ဆိုမိဖုရားဆိုလို့ရှိရင်ဘယင်ရဲ့အရေးအဝါတောက်အောင်မှနေပြီးတော့မှအကုန်လုံးကကိုယ့်လက်ကိုယ့်ချေမဟုတ်ဘဲနဲ့ဘယင်ကိုကြောက်နေရတဲ့မိဖုရားဖြစ်တယ်ဘယင်မဆိုရင်ကိုကဒါဆိုတာပဲဆိုတဲ့ခါကျတော့အဲ့လိုဘယင်မဖြစ်ဖို့အတွက်ကိုယ်တိုင်ပဲစူးစမ်းပြီးကိုယ်ပိုင်လုံးဘာလို့လဲဆိုတော့အိမ်တော်ရင်းတွေတော်တော်များများမှာကျွန်တော်ကြည့်ရသလောက်ဇကားတွေမှာပဲကြည့်အပြင်မှာပဲကြည့်တော်တော်များများကဘယ်လိုမလဲစိတ်သင်းရတဲ့သူကများတယ်ကောင်းတဲ့သူက100မှာ10ယောက်လောက်ပဲရှိတယ်ဆိုတဲ့ခါကျတော့သူ့ကိုအဲ့လို10ယောက်တည်းကတော့ဖြစ်စေချင်တယ်မဖြစ်နိုင်ဘူးဆိုရင်တော့မိဖုရားမလုံးနဲ့ဘယင်မပဲလုံးကံပေါ့ကိုကြီးမဲတဲ့ယူမဲပြောနေတယ်နော်ကင်ကြီးအားလုံးလည်းတည်ကြပြီးမှာပါဒါသန်းရဲ့ဒါအင်ကြီးပိုင်းဆိုင်ရာတွေခုနှစ်ပိုင်းဆိုင်ရာတွေအကုန်လုံးချင်းလုံးကောင်းတော့အကုန်လေးရတယ်စီစဉ်ပေးတာကိုမဟုတ်ပါဘူးလေကိုကြီးပါခုနှစ်ပိုင်းဆိုင်ရာမှာတော့အကိုကြီးရပါတော့အဲသူကဟိုဘက်ဘန်ကောက်ကိုရောက်နေတာတော့မှသန်းကိုဘာလို့လဲဆိုတော့လည်းဖက်ကမရှိတော့လေထိတ်ကကျိုးသွားပြီးပြီးပါဗျာတော့ထိတ်ကျိုးသွားကွာသွားပြီဆိုတော့လှန့်ပူသားပြီးတော့အဲသူ့ရဲ့ဒါသန်းအများနဲ့ကြိုက်တဲ့ဒီသန်းလေးနဲ့ဒီပုံစံလေးကိုထပ်ပြီးတော့300တော့ဝယ်ပေးလိုက်တယ်ပေါ့နော်ကြွားတာအဲ့ဒါဟိုခုနှစ်ယောက်ရောက်စီးတယ်ဒီနေ့ရှောင်စီးတယ်โอเคဘာလို့လဲဆိုတော့အဲ့ဒီဟိုပါလဲသူ့ကိုတကယ်ကိုတွေကလည်းပဲတကယ်အောင်မြင်လေးနဲ့ကောင်းမွန်လေးဖြစ်စေချင်တာဟိုဆိုတဲ့ခါကျတော့အကုန်လုံးကပံ့ပိုးကြတာပေါ့အကိုတွေကပံ့ပိုးအဲ့ဒါဆိုအနုပညာပိုင်းဆိုင်ရာပံ့ပိုးတယ်သူ့အကိုကတော့ဘယ်ပင်မှာစီးရပနဲ့အဲ့လိုမျိုးဘယ်မင်းသမီးကစီးရဘယ်မစ်ကစီးတာဘယ် brand ဆိုတော့သူကအဲ့လိုမျိုးအရင်ကျူးဆိုင်တယ်ဆိုတော့အခုလည်းပဲအဲ့ဒီဖက်နယ်လေးကိုသူကဘယ်မိဖုရားလည်းမသိဘူးထိုင်းရမိဖုရားတယောက်ပဲစီးရဲ့အချိန်မှာအဲ့အချိန်မှာသူ့ကိုအဲ့ဒါလေးသူ့အကိုကနေပြီးတော့ဒါလေးစီးကြည့်တယ်ဆိုစီးတော့သူကြိုက်သွားအဖက်နယ်တွေပဲမချစ်တော့ကိုတွေဝယ်ပြီးစီးရတာလေးက brand ဆိုတော့လည်းသိရမလားတောင်းတလေးလည်းဖြစ်တယ်တော့လာပေါ့ပိုင်းလည်းပြီးတော့ smell လေးကြာရပါတော့အဲ့တော့ကြောင့်ဟုတ်ရက်လည်းပူတာဟောမဟုတ်မိဖုရားဖြစ်စဉ်လည်းဆင်းသွားပြီတော့လေဟုတ်ဘူးလေအဲ့လိုလည်းပြဟုတ်ပါဘူးဒါလည်းမနိုင်ပြောရင်တော့ကိုပူတော့ပူလာလိုက်တာပေါ့နော်ဒါပေမဲ့တရင်လောက်ပဲပြီးမယ်လို့ထင်တာအခုဒါပေမဲ့300လောက်ပြေးလိုက်တယ်ဆိုတော့လုံးဝ surprise ကိုဖြစ်သွားတာအဲ့ကျေးဇူးအများကြီးတင်တယ်ကိုကြီးကိုလည်းကြားတယ်ပြောချင်ပါတယ်ကိုကြီးလည်းစီးပွားရေးတွေဆင်ပြေပါစေလို့ဒါပြောတဲ့ကတော့ကိုကြီးဒီကိုတွေရှိရအတွက်အခုချိန်ထိကတော့အများအားပြောမလဲအရင်ကပြောနေရတဲ့ကောင်မလေးတယောက်ပေါ့ပြည်စုံနေတဲ့ကောင်မလေးတယောက်ပါဟုတ်အမှန်တမ်းပြောဇာတ်သီးဦးလိုချင်တာပဲမှာလိုက်တာဘလောက်တွေပါလဲမေးမယ်ဆိုကို့အမှုမပါဘူးကိုစီးရကိုဆက်ရကိုပေးရတယ်ဖုတ်တယ်ကိုကစီးရရတယ်လေကိုလှနေရတယ်လေအဲ့တော့ညီမလေးကိုလိုချင်တာတွေဝယ်ပေးတာရေးစားတော့မလားဟုတ်တယ်ရေးစားတော့အဓိကတော့မဟုတ်ပါဘူးသူလည်းပဲသူကဟိုတိုက်ခါလာတယ်ယောက်ျားယူလို့မရအောင်တိုက်ခါလာလင်းတကားလေးရတယ်ဆိုတော့နောက်တော့ဟိုပါလေအမြင်လည်းပဲဒါအကိုတွေကနေပြီးတော့မှသူ့ကိုပြုပြောထောင်လာတဲ့ခါကျသူကဘွားထွေးချုံနေတော့နေသေးတယ်ဆိုတဲ့ခါကျတော့အမားတွေအများကြီးဖြစ်နိုင်တယ်ဆိုတဲ့ခါကျသူ့အမားတွေလည်းပဲကြီးစားပိုးထားတဲ့အချိန်မှာလည်းအမားတွေတွေးဘူးတဲ့ခါကျထမမှာဆိုလို့အားကြောင့်မလို့သူ့ကိုတခါလေးဟိုဖြစ်ပြီးတာတခါလေးပါတခါလေးမှာတက်တာမှားလိုက်လို့ငါလုံနေဒီလိုမျိုးကိုမောင် easy ကလေးဟိုပြောဒီပြောတောင်မြောက်ပြောလို့သိတယ်သွားပဲအမှလုံးဝအကြီးကျယ်တိုင်ရင်ပတ်တော်ပြီလို့ဒီလိုစားလေးနဲ့စကားလေးနဲ့ပြောဒီလောက်ဖြစ်မလေးဆက်တာမပြောချင်တော့ဟုတ်ပါဘူးဒါပေမဲ့တစ်ချိန်ချင်းတော့သူလည်းယူမှာပါပဲအခုလည်းပြန်တွေ့တဲ့ခါကျတော့သူလည်းချင်းချင်းသူ့အသက်အရွယ်လေးနဲ့သူ့အိမ်တော်လေးနဲ့သူ့လည်းမြင်ချင်ပါတယ်မမြင်ချင်ဘူးဒါပေမဲ့ကောင်းတဲ့သူလေးနဲ့ပေါ့ကောင်းတဲ့သူလေးနဲ့တွေ့ချင်တယ်ဒါပေမဲ့အပြိုကြီးလုပ်ပြီးတော့သူ့ကိုပြောပြရတယ်လေပြောပြမိန်းကလေးတွေအကုန်လုံးပြောတာပါဘယ်ပါဟိုပြောပြရမလဲချုပ်သွားဘယင်မလုံးနဲ့မိမလဲဘယင်မလုံးလို့မိဖုရားမလုံးနဲ့လို့ဘာလို့ဆိုမိဖုရားဆိုလို့ရှိရင်ဘယင်ရဲ့အရေးအဝါတောက်အောင်မှနေပြီးတော့မှအကုန်လုံးကကိုယ့်လက်ကိုယ့်ချေမဟုတ်ဘဲနဲ့ဘယင်ကိုကြောက်နေရတဲ့မိဖုရားဖြစ်တယ်ဘယင်မဆိုရင်ကိုကဒါဆိုတာပဲဆိုတဲ့ခါကျတော့အဲ့လိုဘယင်မဖြစ်ဖို့အတွက်ကိုယ်တိုင်ပဲစူးစမ်းပြီးကိုယ်ပိုင်လုံးဘာလို့လဲဆိုတော့အိမ်တော်ရင်းတွေတော်တော်များများမှာကျွန်တော်ကြည့်ရသလောက်ဇကားတွေမှာပဲကြည့်အပြင်မှာပဲကြည့်တော်တော်များများကဘယ်လိုလဲစိတ်သင်းရတဲ့သူကများတယ်ကောင်းတဲ့သူက100မှာ10ယောက်လောက်ပဲရှိတယ်ဆိုတဲ့ခါကျတော့သူ့ကိုအဲ့လို10ယောက်တည်းကတော့ဖြစ်စေချင်တယ်မဖြစ်နိုင်ဘူးဆိုရင်တော့မိဖုရားမလုံးနဲ့ဘယင်မပဲလုံးကံပေါ့ကိုကြီးမဲတဲ့ယူမဲပြောနေတယ်နော်ကင်ကြီးကိုရဘယင်စောလေမိဖုရားတော်ကောင်းတယ်နော်တော်ကောင်းတယ်သူကြတယ်တော့မိဖုရားတပါးနေရတော့သူ့ဘယင်ဆိုသွားပြီမိဖုရားပေါင်း3,600မဟုတ်ပါဘူးဒီတပါးပါပဲဟုတ်တပါးပါဒါဆိုတော့ပြောထားပါတော့ကိုလည်းငယ်တော့ကပဲသူလည်းရှိရမထင်နဲ့အကိုတွေကိုသူကလည်းချုပ်ခိုင်းနေတာတွေရှိရသူ့မှလည်းရှိရမေးကြည့်လိုက်အပြန်လမ်းပေါ်တက်နေတာမောင်နှမတွေကဘာတော့ကိုအချစ်တွေကိုလည်းသူများကိုဖတ်မပေးရင်သူတို့ရဲ့ကိုပေါ်ချစ်နေတဲ့အချစ်တွေကိုလည်းသူများတယောက်တော့မအောင်မနာတော့ဘာဒါမဲ့လည်းခုနပြောလို့ပဲအချိန်တန်တော့လေအားလုံးကသူချစ်တော့သူရဲ့သူ့ဘဝသူလမ်းလျှောက်မှာပဲလीနော်ကျောင်းမလေးကိုချစ်တဲ့သူနဲ့တွေ့သွားတဲ့အခါကျတော့လေသူကပါသွားမှာပဲဟောအဲ့လိုကံပေါ့ကံပေါ့ဘာလဲအကိုလိုချင်လို့ရှိရင်ကတော့ရေတော့မှအဲ့လိုပဲလို့လည်းမဟုတ်ပါဘူးဟိုဒါကြောင့်လည်းကိုကြီးတို့နဲ့လာထပ်တူပေါ့နော်အဲ့လို view site ချစ်ပေးရင်အဲ့လိုဆိုရပါအဆင်ပြေပါတယ်သူအကိုတခွန်းပါမယ်သူပြောပြနေတော့နားလေပါတကယ်တော့အဓိကအိမ်တော်ရင်းနေတရားဖို့ဆိုတာလေ
ဟိုဘာအိမ်တော်ရေးတွေပဲရောက်သွားဘာလို့လဲဆိုတော့ဥမာမောင်ညီမနဲ့ချစ်သူနဲ့ပဲဖြစ်အမေနဲ့ချစ်သူနဲ့ပဲဖြစ်ဂျားကကိုကလည်းပဲတေချာပြောတတ်ဆိုတတ်ဖို့နဲ့ထိန်းချောင်းပြတတ်ဖို့လိုတယ်လေဆိုတော့ကအဲ့လိုမျိုးထိန်းချောင်းနိုင်တယ်ဆိုရင်တော့အိမ်တော်ရေးတွေကဒါမိသားစုတွေကတိုက်ရမှာပါအဓိကတော့ကိုကြီးတို့တကယ်လို့ယူမဲ့ရကျင်တယ်ဆိုလို့ရှိရင်တော့ဘယ်လိုမျိုးသမီးလဲဆိုတော့ဘယ်လိုတော့ရကျင်တယ်ရတဲ့ကျင်တဲ့မျိုးသမီးပေါ့အဲ့လိုထက်မြက်ပြီးတော့ဒါတွတ်တွတ်လက်လက်လေးနဲ့ပြီးတော့အိမ်မှုကိစ္စကိုနိုင်နေပြီးတော့ကိုပေါ့ပေါ့အရင်ထက်မြက်တယောက်မတည့်ကြတော့အဲ့ဒါကိုကြီးတို့သမိုင်းဖြစ်သွားပြီဒါကိုဖြစ်နေတဲ့စံနာလေးနဲ့ဗျာကိုကြီးတို့လည်းတကယ်ပြည့်နှုတ်ချပြီးတမိုးထားတဲ့အမျိုးသမီးလေးနဲ့ဆုံးသိကြပါလေအခုကတော့ကျွန်တော်တို့ဒီအရှိမကျွန်တော်ပြောခဲ့သလိုပဲသချင်းထွက်တော့မယ်ဆိုတိုင်းမှာအကြောင်းမျိုးလေးဖြစ်တယ်စကားထွက်တော့မယ်ဆိုအကြောင်းမျိုးလေးဖြစ်တဲ့အခါကျတော့ဒါကိုကဒါဟိုရမလဲကိုနဲ့တငယ်ချင်းတော့ဖြစ်နေပြီပြီးတော့ညာလည်းပဲဒီဟာတွေကိုမဖြစ်စေချင်တော့ပဲねအခုချိန်မှာတော့ကျွန်တော်ချင်းလေးအခုပြန်လုပ်ဖို့လုပ်နေတယ်ပြန်လုပ်နေပြီပြန်လုပ်ဖို့မဟုတ်ပြန်လုပ်နေပြီဆိုတော့ဒါကျွန်တော်သချင်းတွေနဲ့လမ်းခွက်ခဲ့တာတော်ကြခဲ့ပြီဆိုတော့အခုကတော့ပြန်ပြီးတော့သူတို့တည်ရတဲ့အခါကျတော့သူတို့နဲ့ပြန်ပြီးတော့အရန်ချစ်မယ်ပေါ့နိဆိုတော့သချင်းတွေပြန်လုပ်နေတယ်ညီမလေးကိုလည်းချင်းတွေပြန်လုပ်ပေးမယ်ပြီးတော့အခုကတရုတ်ဆောင်အဆိုတော်ဖြစ်သွားတဲ့အခါကျတော့နှစ်ခုလုံးအားပေးခြင်းနဲ့ပြည်သက်တွေနှစ်ခုလုံးမျှတအောင်စူးစမ်းဖို့အတွက် plan တွေချနေပါတယ်ဆိုတော့တိတ်မကြခင်မှာထူးခြားတဲ့ plan တွေနဲ့အတူတူတို့ပြန်ပြီးတော့ campaign ပြန်လာခဲ့မှာဖြစ်ပါတယ်ဒါလည်းဒူနီတူတော့ပါပဲဒီ line ပြောမယ်ဆိုတချင်းနေနဲ့ဝေးရကြပြီဒီအနုပညာသတန်းဆိုတန်းတွင်းနေပဲဒီနေ့အချိန်ကုန်တယ်ပေါ့ဒါပေမဲ့ဒီဘက်မှာဇလန်းတွေပဲခဏရက်ထားတယ်ပြီးတော့တချင်းကိုလည်းအခုကဇလန်းအားလုံးသိပြီးသားပါငလင်းလှုပ်တော့ဇလန်းတချင်းလေးရိုက်ထားရှိရပေါ့နော်ရှင်းတော့ရှင်းဆိုချင်းလေးဒါပေမဲ့အခုတော့ရပြီဆိုတော့ကြောင်ဇလန်းတို့ဘယ်နေ့ထွက်မလဲဆိုတော့ဇလန်း page မှာကိုကြီးရဲ့ page လေးမှာပြောပြပါမယ်တချင်းလေးထွက်ရင်လည်းအားပေးပါမထွင်ကနေ campaign ဖြစ်ပါတယ်လို့ရှင်အဲ့လေးပြီးတော့အခုကရာသီဥတုလေးကလည်းမိုးရင်းလေးရောက်လာ AB ဆိုတော့ဒါတန်းတို့မိန်းကလေးရဲ့ရိုးနေကြအတိုင်းလေးပေါ့နော်အတဲလေးတွေခွဲမယ်အလစ်တဲလေးပေါ့နော်အဲ့ဒါဒါတန်းရဲ့ကျမသိခါအဓိကကိုရေးပေးထားတဲ့ချင်းလေးတွေကျမသိခါဆိုချင်းလေးလည်းဆက်ထွက်ဖို့ဒါကအများကြီးကြိုးစားနေပါတယ်လို့ထပ်လောက်ရှင်အပြည့်ပါအောင်ပြောချင်ပါတယ်ရှင်ကျေးဇူးပါခင်ဗျာအများကြီးတင်ပါတယ်